သာသူဂီတတုတီသည်ဂီတကတိကဖက်စီကယ်ဒမီတရားစိန်မော်တာ၏တာထွေဖြစ်သောနိုင်ငံတော်ရွှေသိပ်ကြီးရာအောင်စံမျိုးမင်္ဂလာဆိုင်အဖွဲ့ရဲ့ရောသံတီတံတညံညံလေးအပျော်တိသဖို့ရိုက်တော်ကြပါစို့
ဒ္ဓတသီယောမေတ္တာအဟံကနာမိဓမ္မတသီယောမေတ္တာဝနာအဟံကနာမိသံဃတသီယောအဟံမေတ္တာသီယောကနာမိမာတာပိတတသီအဟံမေတ္တာကနာမိအာသရိယတသီယောအဟံမေတ္တာကနာမိမေတ္တာကရုဏာမုရိဒာဥပိ္ပခာဆိုတဲ့ဗြဟ္မအကျင့်တရား၄ပါးရှိထားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုတဲ့သစ္စာ၄ပါးတရားကိုကိုယ်တိုင်ပိုင်ခြားရသိမြင်တော်မူသောဗုဒ္ဓံဗုဒ္ဓမြတ်စွာဘုရားအား၎င်းဘုရားရှင်ဤသို့ဆုံးမမှုဩဝါဒနာခံယူပြုလုပ်ကျင်းပသောပွဲကြီးမှာမန္တလေးမြို့ထက်ဆင့်အကယ်ဒမီဆရာစိန်မော်တာဤသားအောင်စံမြို့မင်္ဂလာစိုက်အဖွဲ့ကဖရာကိုယူသည်တရားယူသည်တန်ခါကိုယူသည်ယရဏသုံးပါးနဲ့နှစ်ပါးအကြံမိဘဆရာအနန္တောအနန္တ၅ပါးတို့အားယူသည်မြတ်နုလက်ဆောင်ကို၍ဤပြောတံဖြင့်ပနာမဥစွာရှစ်ခုလိုကြော့အပ်ပါသည်လို့ဒီတော့ကြွရောက်လာတဲ့မေတ္တိအပေါင်းကောင်းသောတေးသချင်းများဖြင့်ထက်ဆင့်အကယ်ဒမီဆရာစိန်မော်တာဤသာအောင်စံပြုမင်္ဂလာဆိုင်အဖွဲ့မှတီကျုအမခံငယ်မှာပြုလုပ်ကျင်းပသောပွဲသဘင်စီရင်နှွဲသည့်အကြောင်းပနာမဥစွာဖိတ်စာနေရင်နဲ့ကျွမ်းကြမောင်းခတ်ပါရသည်လို့ယနေ့ပြုလုပ်ကျင်းပသောပွဲကြီးကသာသနာတသဓမ္မသရိယဘွဲတတိယအရှင်မာနိတဤခုဏပူဇာမင်္ဂလာဖိတ်ကြားလွန်1386ခုနှစ်2005ခုနှစ်ကနေပြီးနိုင်ငံတော်အစိုးရမှကြီးမှုကျင်းပသောဓမ္မသရိယသာမေးပွဲတွင်ကျမ်းရင်သုံးညလုံးကိုအောင်မြင်တော်မူပါသဖြင့်သာသနာတသဓမ္မသရိယဘွဲတသိက်တော်ရရှိတော်မူသောမန္တလေးတိုင်းဒေသကြီးအောင်မြေသာသံမြို့နယ်အိုးဘူရွှေကျင်ရပ်ကွက်ရွှေကျင်မိုင်းလုံကျောင်း၌ဆရာတော်ဗဒ္ဒနာသူမင်္ဂလာဤတပိဖြစ်သောယနေ့ယဟန်ဒါယကထက်ဆင့်အကယ်ဒမီဂီတစာစုစိတ်မော်တာယဟန်ဒါယိကာမဒေါ်တင်တင်လယနေ့သခိုင်းတိုင်းဒေသကြီးရက်မာပင်ခရိုင်ရက်မာပင်မြို့နယ်ကျိုးကြဝင်းရွာနီခမဲတော်ဖြစ်သောပြည်တော်ဖြစ်တဲ့ကျေးဇူးရှင်ဖြစ်သောဥက္ကံရှင်မေတော်ကြီးဖြစ်သောမာတာမိခင်ကျေးဇူးရှင်ဖြစ်တဲ့ဒေါ်မီငိမ့်တို့ဤသားဖြစ်တဲ့မိုင်းလုံကျောင်းတိုင်မှာအရှင်မာနိတသာသနာတသဓမ္မသရိယဤဂုဏပူဇာမင်္ဂလာသဘင်ကိုရိုးကြဝန်းရွာနီခမဲတော်ဥက္ကရှင်မေတော်ဒေါ်မီငိမ့်မိသားစုတို့နှင့်အတူတကွကြီးညိုပူဇော်နိုင်ပါရန်လေးစားစွာဖိတ်ကြားအပ်လို့ယနေ့အစည်းအဝေးနေ့ရက်အနေနဲ့1389ခုနှစ်တဘိုးတော်လာပြည့်ကျော်9ရက်ခရစ်တက္ကရာအလိုကြပြန်တော့28ရက်2လ2016တနင်္ဂနွေနေ့အချိန်အားဖြင့်နနက်9နာရီမှ12နာရီအချိန်ထိကျွေးမွေးအခါဂုံပြူပွဲပူဇော်ခြင်းနေ့လေတနာရီအချိန်ခါတဲ့ဒီတော့ဂုံပြူပွဲမှာအခါဖြော်ပြီးစိုင်းတော်မင်္ဂလာကတော့တဘိုးတော်လာပြည့်ကျော်4ရက်နေ့ညနဲ့5ရက်နေ့နေ့ကင်းတွင်မန္တလေးမြို့နိုင်ငံကျော်ရွာသားကြီးဂီတသာသူဂီတသုတေတိဂီတကတိကထက်ဆင့်အကယ်ဒမီဂီတသာသူစိတ်မော်တာဤသားအထွေဖြစ်သောနိုင်ငံတော်ရွှေတသိက်ဆုရှင်အောင်စံမြို့အကယ်ဒမီစိုင်းတော်ဖြင့်အခါဖြောပြ၍မှတ်တမ်းတင်တပ်ပုံဗီဒီယိုစမ်းသစ်မဲမာကိုပါရမီဖြည့်လို့ဒီတော့ဘုနာပူဇာ
ပွဲတပင်စင်ရင်ကျင်းပရာဌာနကကြွရန်ဒေသမြို့ဌာနယဌာနကြပြန်တော့မဲမကုန်းရွာမင်းကြောင်တိုက်တာတွင်တို့ကြွရောက်တော်မူပါယံလေးစားစွာဖိတ်ကြားအပ်လို့ဣဒသာသနာတသဓမ္မသရိယဘွဲတသိယအရှင်မာနိတာယဂုဏပူဇာမင်္ဂလာဖိတ်ကြားတော်သူသည်နှင့်အညီပူဇော်ပွဲတပင်မှာလာရောက်ပြီးအခမ်းဖြောပြရတာအထူးပဲဝမ်းသာကုန်ပြုမိပါသည်။ဘာကြောင့်လဲလို့မေးရင်ကျွတ်တို့ဘုရားရှင်ဟောထားသည်နှင့်အညီမင်္ဂလာတုတ်တော်တဲ့ပါဠိသည်အညီဘုရားသာဘုရားတရားနာဣဒ္ဓမင်္ဂလာမုဒ္ဓမံအသက်အရွယ်ဘလောက်ဖယ်ငယ်ငယ်အသက်အရွယ်ငယ်ပေမဲ့ညာတော်လေပညာကိုတမာရီကုံဒီဂုံဘုတ်တိအားရှိသောကိုင်ဆောင်ထားသောကျင့်သုံးထားသောအရှင်မာနိတာအားအောင်သမျိုးမင်္ဂလာဆိုင်အဖွဲ့ကဂီတဖြင့်သရဒါနလာရောက်ပြီးပူဇော်ဂုံပြုအခမ်းဖြောရတာအထူးပဲဝမ်းသာလျက်ပါထိုနည်းတူစွာအောင်သမျိုးမင်္ဂလာဆိုင်အဖွဲ့ကြီးနဲ့အတူမဲမာကုံရှင်မြို့တော်ပရိသတ်ကျိုးကြောင်ဝရှင်မြို့တော်ပရိသတ်ပေါင်းသူတော်ကောင်းတို့လည်းတရားတော်ဘုရားဤသီလကုံသမာဓိဂုံတို့အားမနက်ဖြန်နေခင်းအချိန်ကမှလည်းလာရောက်ပူဇော်ပွဲကြီးကိုအတူတကွပူဇော်ရင်းနဲ့တရားနာကြွကြဖို့ဖိတ်မှန်တကားပြုပါသည်။ဘာကြောင့်လဲလို့မေးရင်လူချင်းတူပေမဲ့ညာတော့လေအသက်ရှူခြင်းပွဲတယ်ဆိုစီနဲ့အညီယနေ့ညတို့ကျွန်တော်တို့ဤအရှင်မာနိတသည်လူသားတိုင်းမလုံနိုင်တော့လူသားတိုင်းမဆောင်ရွက်နိုင်တဲ့ပရိယတိသာသနာပฏิပတိသာသနာပရိဝေရဆိုတဲ့သာသနာဤသာသနာတော်၃ရက်ကိုထမ်းဆောင်ပြီးသာသနာသစ်ပင်ကြီးအသင်္ထာဝရစိတ်လမ်းမှုသာသနာတော်မြတ်ကြီးအသင်္ထာဝရတည်တတ်မှုရာသာသနာနယ်အတွင်းမှာကျင့်ဆောင်သွားတာအင်မတန်မှဂုဏ်ယူထိုက်သည်နောက်တနည်းသာသနာပေါင်းအတွင်းနေဖို့ထိုင်ဖို့ဆိုတာခင်ဗျားတို့ကျွတ်တို့လူသားနဲ့မတူပါဘူးလွယ်လွယ်ကူကူမြင်အောင်ပြောလိုက်မယ်ဆိုလို့ရှိရင်လူသားတိုင်းတနေ့မလန့်မိုးတော့အာယုံရောက်ပြီဆိုကြတဲ့ကအာဟာရအဖြစ်ထမင်းကိုတရက်၃နတ်တော်၎င်း၄နတ်တော်၎င်းစားကျင်ကြတာပဲတဲ့ဒီတော့ဘုရားရှင်ဤသားတော်ဖြစ်သွားပြီဆိုရင်ထိုအာဟာရများကိုလျှော့ချလို့တနေ့မှာအာယုံသွားနဲ့နေသွားနှစ်ထပ်သာဖုံးပေးရတယ်အဲ့ဒီလုံကြီးကိုခင်ဗျားတို့တို့လူသားတိုင်းလုံနိုင်လားဆိုတော့မလုံနိုင်ပါဘူးနောက်ပရိယတ္တိသာသနာပฏิပတ်တိသာသနာဆိုတာအဝေးကြီးဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့ဂုံပြုထိုက်သူဂုံပြုရချီးကျူးထိုက်သူကိုချီးကျူးရခြင်းမင်္ဂလာတဲ့ဒါကြောင့်ပညာရှင်များကိုပူဇော်တဲ့အချိန်ကာလမှာဖြင့်ယနေ့မန္တလေးမြို့ကထပ်ဆင့်အကယ်ဒမီဆရာစိန်မော်တာဤသားအောင်သမျိုးမင်္ဂလာစိုက်အဖွဲ့ကယနေ့ညမဲမာကိုရွှေမြို့တော်မဲမာကုန်းရွာမင်းကြောင့်တိုက်အတွင်းမှာပြုလုပ်ကျင်းပသောအရှင်မာနိတာဤဂုဏပူဇာပွဲတပင်အခါသမယပျော်ပျော်ပပနဲ့အပျော်တိစဖို့လူသားတိုင်းသဘောအမှန်ထားဤပြောတာဖြင့်ဆက်လက်၍ပြောကြလိုက်ရပါကြောင်းသူတော်ကောင်းအပေါင်းတွေSee